ရောင်းသမားတွေဈေးရောင်းတဲ့အခါမှာဝယ်သူတွေရဲ့မျက်နှာအရှိကဲကိုကြည့်ပြီးတော့မှကိုဘလို့ပြောတဲ့တယ်လဲဘလို့ပြောရမလဲဆိုတာတည်တဲ့အချက်တွေကိုဆရာညှောက်ပြပါမယ်အဲ့ဒါတွေကတော့နံပါတ်1အချက်အနေနဲ့ customer တွေကိုပြောနေတဲ့အခါမှာနော်မျက်နှာကြီးကိုတစ်ဖက်လုံးလွှဲလိုက်ပြီဆိုတဲ့ပြိုင်နဲ့သူဒီလုံးဝစိတ်ဝင်စားမှုမရှိတော့ဘူးအဲ့ဒါဆိုရင် तू စိတ်ဝင်စားလောက်အောင်နော်သူ့ရဲ့အကျိုးအမြတ်တွေ तू ရရှိမဲ့ဟာတွေကိုကိုပြောပြီးဆွဲဆောင်စီးရုံးနိုင်ရမယ်နံပါတ်1အချက်အနေနဲ့နော်ကိုပြောနေတဲ့အချိန်မှာတခြားတစ်ဖက်ကိုလှမ်းပြီးတော့မှစကားပြောမယ်တခြားအလုပ်တစ်ခုကိုပဲလှမ်းခိုင်းနေမယ်ဆိုရင် तू ဒီလုံးဝကိုပေါ်စိတ်ဝင်စားမှုလုံးဝမရှိတော့အဲ့ကြရင်ကိုကဘလို့ဆွဲဆောင်မလဲဆွဲဆောင်တဲ့နီးတွေနဲ့စဉ်းစားဘူးနံပါတ်3အချက်ကကိုပြောတဲ့ဟာကိုလည်း तू မျက်လုံးနဲ့စူးစိုက်ကြည့်ပြီးကိုတင်ပြတဲ့ပစ္စည်းကိုလည်းကင်ကြည့်ပြီးနော်ပြီးရင်လည်းအမေးအဖြေတွေလည်းလောက်လာပြီဆိုရင် तू ဒီဝယ်ဖို့ရာဂိုင်တော့များလာပြီအဲ့ချိန်မှာတော့ကိုတွေကအယောင်းပိတ်နိုင်ဖို့အရေးကြီးပါတယ်နော်အဲ့ဒီအချက်တွေရဲ့အပြင်မှာအသေးစိတ်လောက်ရမယ့်အချက်လက်တွေရှိပါတယ်အဲ့ဒါမျိုးကိုနောက်ပိုင်းဗီဒီယိုတွေမှာဆရာဖြန့်ဝေပေးပါမယ်အားလုံးပျော်ရွှင်ကြပါစေကျွန်တော်နာမည်ဆရာထင်ပါ